HOK မှာစောက်တိတ်ပဲမရှိတော့ဟီရိုများအတွဲငါခင်ဗျားတို့ HOK ကမြင်းစီသူရဲ့ကြီးကွမ်းယူရိုက်တာခံမှုလားကျွန်တော်တို့ခံမှုတွေဗျခဏခဏပဲကွမ်းယူရဲ့ဘယ်ဘိုင်းကစောက်တိတ်ပဲမရှိရလဲဆိုတာတော့အကုန်လုံးပဲဗျစပဲအားလုံးပေါင်းစုစုပေါင်း6ကွက်ပါတယ်သူက charge state ထဲမှာဆိုလို့ရှိရင်3ကွက် yo-yo state ထဲမှာဆိုရင်3ကွက်ပါတယ်စပဲ6ကွက်လုံးကစောက်တိတ်ပဲမရှိဘူးဘာလဲဆိုတော့ကျွန်တော်ရှင်းပြမယ် passive ကညင်ညင်နေနေပဲလမ်းပတ်ချောင်းလိုက်လို့ရှိရင် movement speed 2% စီတိုးနေမယ်အောက်က charge attack ပြည့်နေတော့ basic attack ကိုနှိပ်လိုက်လို့ရှိရင်သူကစောက်ခွက်ကိုနောက်ကွက်ပဲပြီးတော့ခုံထိုးမယ် charge attack မပြည့်တဲ့အချိန်1 3လို့ရှိရင်သူကမှု့တယ်ပြည့်နေတဲ့အချိန်လို့ဆိုလို့ရှိရင်စောက်ခွက်ကိုခုံရိုက်တယ် damage ပိုများသွားမှာပေါ့နော် damage scale လေးကလည်း HP ပေါ်မှာသွားပြီးတော့ multi နေတာဆိုတော့တိုက်ရိုက်နေသွားမယ်ဆိုလို့ရှိရင်လည်းသူက damage ထွက်နေအောင်ပါပဲအတိမက yo state ထဲမှာဆိုလို့ရှိရင်သူကအောက်က passive တောင်ခဏခဏပြင်ပြီးတော့တက်စေတယ်စောက်ထိပ်ပဲမရှိတာပေါ့နော် charge state ထဲမှာဆိုလို့ရှိရင်သူက AOE knock back ပေးတယ် AC ပါ stand ပြနဲ့တည်လို့ထင်လို့ရှိလို့ရှိရင်ကျွန်တော်စပဲတူတစ်ဖက်ကြရအောင်အဲ့မှာတွေ့လား CC effect အကုန် immune လုပ်တယ်တဲ့ hero တကောင် mobility တွေအများကြီးပေးတယ် HP damage scaling ပေးတယ် knock back 2ကွက်ပေးတယ် CC removal effect လေးပါထပ်ပေးလိုက်သေးတယ်ညာလုံးမှလီးမမဆော့ဘူး